ဘာလဲ အာဘာလဲလာရိုက်ညာတော့အဝိရှော်တာလေ ချော်ပေးမယ်လို့ပြောတဲ့ကိစ္စ အာရတယ် အကောင်းပြောနေကိစ္စ အော်ညာကြီးဝတ်စုံလေဖြိုးလေးဘာလို့ရှော်ပေးမှလဲ ကြောက် ဟုတ်တော့ဟဲ့ဘာလဲ အဝိရှော်ဘူးလေ မဟုတ်လေဒီက20ကျော်ရင်ပြီးပြီဆိုတော့ကျမအဝိစားကိုကိုက်ယူလာတာလေအခုက29တိဆိုတော့နောက်တစ်ဖက်စာဆိုတော့အဝိစားရှော်လို့မရတော့ကျမမရှော်ဘူးရှော်ပေးမှလဲ ရှော်မယ်လို့ပြောတော့ကိုယ့်ဘာကိုရှော်နေကိစ္စ အရှိကယောက်ျားကြီးလေဒီမှာဒီဘာဝီတွေညာရေးဝတ်စုံတွေရှော်ဖုန်းနေကုန်ပါဘူးငါလည်းရိုက်နေတော့ပြီးရှင်ရကြည့်နေ page မှာကောက်နေတော့မှကြည့်နေ အဲ့တစ်လုံးမယ်အဲ့တစ်လုံးပြီးမှတင် ဟုတ်တာမထင်ပါနဲ့ဒုက္ခပဲကျမဘုံကြည့်အောင်စုပ်ပြတ်တတ်နေတဲ့ကိစ္စကြီး လာပါလေ ဆက်ပြအိမ်ကမှဆက်ပြအရင်မရှိဘူးလားမသိဘူးဆက်ပြအမှုန်ကြီးလက်နာပါတော့ ကျုပ်တို့တော့ဒီမှာဒီလိုပဲ မဟုတ်လေအရေးကကြတော့လက်တိတ်မထိဘူးလေ ဟုတ် ဆက်ပြ ကဲ့ အမှုန်ကလည်းလက်အာတော်ပြီးတော့ရိုင်းနေတော့